အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ KG Creator ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာကတော့ဒီ game ဆက်သွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီ game ထဲမှာဆိုရင်ကျွန်တော်တို့ဒီလိုအကျန်းစားလေးမားတဲ့ဟာလေးဝယ်ပြီးကျွန်တော်တို့အမိုက်စားကျွန်တော်တို့ lucky ball တွေကိုကျွန်တော်တို့ဒီလိုမျိုးဆွဲရတယ်ပေါ့နော်အာကေအဲ့တော့အာကေကိုလောက်ပြီးဆွဲရတဲ့ game ပေါ့နော်โอเคဒါဆိုဗီဒီယိုလေးကိုတို့စလိုက်ကြရအောင်โอเคကျွန်တော်ခန္ဓာကိုယ်လေးကခုဆိုရင်တစ်လေးပါပဲအားဆိုရင်လည်း90ပဲရှိသေးတယ်ပေါ့နော်โอเคကျွန်တော်လေးမရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ lucky ball ပေးမှလားမသိဘူး lucky ball ယူလိုက်အောင်မယ်โอเคပေးအိုးရတယ်အာ money ခံ money မိတာ bro money မိတာဗျာโอเคရပြီโอเคဒီမှာတော့ lucky ball ဒီမှာအားမရမှာဒါမှကျွန်တော်ခန္ဓာကိုယ်ကကြီးလာမယ်ပေါ့နော်โอเคအဲ့တော့ဒီမှာ lucky ball ပေးနေတဲ့ lucky ball တွေထားလိုက်အောင်မယ် oh my god ဒီ bro lucky ball share ပေးတာတော့ကျေးဇူး bro ကျေးဇူး oh my god lucky ball တွေစပါတာနဲ့ lucky ball တွေရနေပြီလို့ကျေးဇူးမပေးဦးမလားမသိဘူးအော်ပေးတယ်စောင်းရတာတဲ့ bro oh my god lucky ball လေးလောက်ဖောက်ရပါဦးမယ် okay မဖောက်Okay ကျွန်တော်လေးမလိုက်အောင်ပြီးမှဖောက်မယ်Okay ဖောက်မယ်ကြောကွာအော်ဒီ pro လည်းလာပေးနေတယ်โอ้ကျေးဇူး Okay ဒီမှာထားလိုက်အောင်မယ် Okay ဒီလက်ကိုဖတ်လိုက်မယ် Okay ကျွန်တော်အိမ်မှာခုမှစတာဗျာတစ်ချက်ရှိုးကိုရောတွေကအမိုက်ဆောက်ကိုရောတွေရနေပြီโอเคကျွန်တော်ဟိုတော့ရလို့ရပြီအာကီတဲ့ဟာလေဟိုဗာလဲလေးမတဲ့ဟာတော့ရလို့ရပြီโอเคခုမှစားရတာဗျာဒီမှာဒီလေးမတဲ့ဟာတွေဝယ်လို့ရပြီโอเคနောက်တဲ့ကျန်းစားလေးမတဲ့ဟာတွေလည်းရှိသေးတယ်ဗျာနော်ကျွန်တော်ကပတ်သက်မရှိသေးလို့ကျွန်တော်ခဏကိုတစ်ချက်ရှိုးကြီးလာပြီကျွန်တော်ခဏကိုဒါဆိုကျွန်တော်ဒီမှာလေးခဏမားလိုက်အောင်ပဲပေါ့နော်ကျွန်တော်ခဏကိုကြီးလာအောင်ဒီမှာကျွန်တော်ရဲ့ဖန်လားမသိဘူးပေါ့နော်ကျွန်တော်ပေးလိုက်အောင်ပဲပေါ့နော်ဟုတ်မှာကျွန်တော်ဖန်လားမသိဘူး bro လာယူလာ bro ပေးမယ် okay ကျွန်တော်ဖန်လားမသိဘူးပေါ့နော်ဒါကြောင့်ကျွန်တော်ပေးလိုက်တာပါ okay ကျွန်တော်နောက်တဲ့လေးမတဲ့ဟာကိုဝယ်လို့ရနေပြီဗျာ okay ဝယ်ရမယ်ခဏကျွန်တော်အားရခုဆိုရင်ကျွန်တော်တို့ဖေးတက်လာပြီပေါ့နော်ဒီဆိုင်မှာလည်းကျွန်တော်တို့ဝယ်လို့ရတယ်ဒီဆိုင်မှာတော့စပီတွေဝယ်လို့ရတယ်စပီများတဲ့ဟာလေးတွေပေါ့နော်โอเคကျွန်တော်ပြည့်စည်လိုက်ပါအောင်မယ်ပြည့်စည်မှုမှကျွန်တော် lucky ball လေးတိုးယူပါမယ် A few moments later โอเคကျွန်တော်ခုဆိုရင်ကျွန်တော်မှာအားလည်းတော်တော်များနေပြီပေါ့နော်ကျွန်တော်မတဲ့ဟာလေးမတဲ့ဟာလေးလည်းကျွန်တော်ဝယ်ထားပါတယ်ပြီးရင်စပီဟာရေဘောလည်းဝယ်ထားပါတယ်ခုဆိုရင်ကျွန်တော်ဒီမှာမက်သေးဇောဟာလေးခိုးလို့ရပြီလို့တော့ထင်တာပဲပေါ့နော်โอเคဟိုမှာ lucky ball အဲ့ဒီ lucky ball တော့ကျွန်တော်တကယ်ရမယ်လို့မထင်ဘူးဒီ lucky ball တော့ရမယ်လို့မထင်ဘူးဟုတ်တယ်မရဘူးဟာnoတကယ်ကျွန်တော်တို့မရဘူးပေါ့နော်အဲ့ဒါရတော်လေးတယ်ပေါ့နော် Okay ဒါဆိုကျွန်တော်မက်တရားဟာလေးပဲရမယ်လို့ထင်တယ်ပေါ့နော်တစ်ချက်သွားကြည့်အောင်ပါ Okay ဒီမက်တရားဟာလေးတော့ရမယ်ဟိုမှာအဲ့ဒါဝယ်ရအဲ့ဒါယူရမယ် Okay ရပြီဒီကတော့ကျွန်တော်ဆွဲလို့ပါတယ်ပေါ့နော် Okay ဒီလာပဲဆွဲလိုက်ပါမယ် Okay ရပါပြီဒီမှာပေါ့နော်ကျွန်တော်မတက်လက်ကေးပေါ့လေ Okay ဒီနေ့မှထားထားမယ် Okay ကျွန်တော်ရဲ့ပါထမဦးဆုံးမတက်လက်ကေးပေါ့ကျွန်တော်တော့ခိုးလာတာပါနော် Okay ခွဲလိုက်ပါမယ် Okay ဘာကောက်ပေါ့မလဲတော့မသိဘူးဘလလီနာလူမသိဘူးကျွန်တော်လည်းအဲ့ဒါပဲထင်တာပဲ Okay ဒီကောက်ကျွန်တော် level share တင်ပေးလိုက်မယ်ဗျာကျွန်တော်ပါစမဦးဆုံးဂွေးတော်တွေကို Okay ရပြီ Okay ဒီဆိုင်မှာဘာတွေဝယ်လို့ရတယ်ဆိုတော့စပီတွေဝယ်လို့ရတယ်ဒီမှာ
Okay ဒီစပီးလေးဝယ်ရမယ် Okayပြေပါဝယ်ရအောင်မလဲ Okay ဒီဟာလေးတစ်ခုနဲ့ Okay ရပြီဒီလို့ဆိုရပြီဒီဟာလေးကိုရောပက်လိုက်မယ် Okay ရပြီပြီးရင်ကျွန်တော်ပတ်စဒီမှာပတ်စလိုက်စားမယ် Okay ကျွန်တော်ဒီဟာလည်းများတယ်ပေါ့နော်ဒီဟာ Okay ဒီကောဟိုကောပေးလိုက်မှာပေါ့နော်ဟာ bro ရောင်းမိသွားတယ်လို့ဟာပေးမအောင်ကွာဒီကောပဲပေးလိုက်တော့မယ် Okay bro you bro မယူဘူးလားမသိဘူးမယူဘူးဟာထားလိုက်တော့မှဒါဆိုလဲမကောက်တာလား Okay ရပြီ Okay ကျွန်တော်ဒီမှာလေးမားလဲပါဦးမယ်ကျွန်တော်ခေါ်အားတွေတက်အောင်ပေါ့နော် Okay ဒီဟိုလာဖို့ဆိုကျွန်တော်တို့အာတော်တော်ကြီးတော့လိုတယ်ပေါ့နော်ကျွန်တော်တို့2.5 amp ပေါ့နော်အဲ့တော့လိုပါတယ် no တော်တော်များတယ်ဟာ Okay ကျွန်တော်ဒီမှာမက်တစ်လက် keyboard လေးခိုးမယ်ပေါ့နော်ကျွန်တော်ခိုးမှာမဟုတ်ဘူးယူမယ်ပေါ့နော် Okay ဒါယူမယ် Okay တောင်းမယ် Okay ကျွန်တော်နှစ်ခုတဲတဲ့ဟာတွေဝယ်ထားတယ်ပေါ့နော်နှစ်ခုဆွဲတဲ့ချင်းမှာပါလားတော့မသိဘူးအော်ပါတယ်အိုးရတာပေါ့ဒါဆိုမိုက်တာပေါ့ Okay ရပြီ Oh my မတဲလက်ကဘောနှစ်ခုပေါ့နော် Okay တော့မယ်ထားမယ်တော့ဖောက်မယ် Okay ဒီမှာထားမယ်ပြီးရင်ဖောက်မယ်ပေါ့နော် Okay ဒီမှာတလောက်ထားလိုက်မယ်ပေါ့နော် Okay ဒါဆိုကျွန်တော်အိမ်မှာခွေးရောရတော့များနေပြီပေါ့နော် Okay ဘာကပေါ်လဲခုနကဝဲဟာ Okay ဒါဆိုကျွန်တော်ဟိုကတော့ရလိုက်အောင်ပဲပေါ့နော်အဲ့ဒီလေးမားတဲ့ဟာလေးဝယ်လို့ရပြီပေါ့နော် Okay တော့ဝယ်လိုက်ပါမယ် Okay ဒီမှာဝယ်လိုက်ပါပြီပေါ့နော် TIT ကျွန်တော်လေးမားတဲ့ဟာလေးရပါပြီ Yes TIT လေးမားတဲ့ဟာလည်းကျွန်တော်တစ်ချက်မှလေးမားကြည့်လိုက်မှာ Okay ဒီမှာ reverb လည်းလုပ်ရမှာပေါ့နော်ခုနကကျွန်တော် reverb လုပ်ထားတာကျွန်တော်ခုတည်း reverb 9000ဖြစ်သွားပြီပေါ့နော် Okay ဒါဆိုကျွန်တော်ဒီဟာခေါ်အားတော့ easy ဖြစ်သွားပြီပေါ့နော်တက် data ကတော့များတယ်ပေါ့နော် Okay reverb တစ်ခါတော့လုပ်လိုက်အောင်ပါပေါ့နော် Okay reverb လုပ်တာကကျွန်တော်တို့ပစ္စည်းတွေကတော့ရရပေါ့နော်ပစ္စည်းများတယ် Okay ရတော့မယ်နောက်တစ်ခါ reverb လုပ်ဖို့ Okay ရပြီလို့ဆိုတော့ကွာရတော့မယ်ရပြီဒီဘက်လောက်လိုက်မယ် Okay ဒါဆိုကျွန်တော်ကိုပြန်သေးပြီးပြန်လေးမောင်းလို့ရပါပြီ Okay မာထားကျွန်တော်ခဏလေးကျွန်တော်လေးမောင်းလိုက်အောင်မယ်ပေါ့နော် A few moments later. ဒီနှစ်ခုယူလိုက်မယ်ပေါ့နော် Okay တောင်းမယ်လာ Oh my god ပါတယ်ငါကောက်ပါတယ် Okay ရပြီတောင်းမယ် Okay ရပြီပေါ့နော်ဒီမှာလက် keyboard တွေနှစ်လုံးတော့ထားပါမယ်ကျွန်တော်အိမ်မှာ Okay ထားဒီမှာထားမယ်ဒီကောရောင်းနေမှာပေါ့နော်ဒီကောတော့ Okay ဒီမှာဖောက်ပါမယ်ပြီးရင်ဒီမှာလည်းဖောက်မယ်ပေါ့နော် Okay ဘာကောက်ပါမလဲ နှစ်ခေါက်တော့တူပဲဟာနှစ်ခေါက်တော့တူပဲ Okay တို့နှစ်ခေါက်လည်းပဲတေးပေးလိုက်မယ်ပေါ့နော် Okay ကြောကွာရပြီအဲ့တော့ဆိုရပြီ Okay level ရှယ်တင်ပေးမှာကွာရပြီပြီးရင်ကျွန်တော်တို့ဒီကောက်လည်း level တင်ပေးလိုက်မယ် Okay ဒီကောက်လည်းOkay ဒီကောက်လည်းတင်ပေးအားလုံး Okay ပြီးပစ္စည်းယူမယ် Oh my god ပစ္စည်းတစ်ချက်ရှူ1 billion ပြီးသွားပါပြီ Yes ဒီမှာကျွန်တော်တို့အသေးဝယ်လို့ရပါပြီဒီမှာအသေးဝယ်လို့ရပြီ Okay ရလေးဝယ်လိုက်ပါမယ်ပြီးကျွန်တော်တို့ share လုပ်လို့ရပါပြီ Yes ကျွန်တော်လေးမလိုက်ပါအောင်မယ် share မရမယ်ပေါ့နော် Okay
Zagalo yes so mamili mei pyo Na chin swa de lan khwe chin ngu yui Okay အခုဆိုရင်ကျွန်တော်မှဒီမှာကိုရဖြောဆောင်တဲ့ဒီမှာကျွန်တော်ဒီပါရတဲ့ဟာရပြီပေါ့နော် Okay ပြီးရင်ကျွန်တော်ရဲ့ခေါ်အားလည်းကျွန်တော်တို့ဘာ 2.6 ပေါ့နော်အဲ့လိုဖြစ်သွားပြီ Okay ဒီမှာကိုဖြောရတော့ဒီကကိုတွေပါမမြင်ဘူးပေါ့နော် Okay သူကစိုးတာကခဏလေးပဲရတယ်ပြီးရင်ပြန်ပြောသွားတယ်ပေါ့နော် Okay သူကပြီးရင်လှေးတယ် bro လှေးတယ်ဒါဆိုကျွန်တော်ဟိုဟာဝယ်ရအောင်မယ်အများတဲ့ဟာဒီမှာဝယ်လို့ရတယ်ဘယ်လောက်လဲဆိုတော့ကျွန်တော်တို့950 okay ရတယ်ဒီမှာပတ်သက်စားရအောင်လား easy ပဲကွာ950 okay ဒီမှာလှေးတယ်ပေါ့နော်ကိုပြောရတော့ပြီးရင်ခဏလေးပဲရတယ်ပြီးရင်ပြန်ပြော့သွားတယ်ဒါပေမဲ့ကောက်တဲ့တစ်ချက်တော့ကျွန်တော်တို့အဲ့ဒီကောင်းလေးမမြင်ဘူးပေါ့နော် okay ပတ်စံရပြီလားမရသေးဘူး950ဟာငါမှာ940ပဲရှိသေးတယ် okay လောက်စမ်းပါကွာရပြီလား okay ရပြီ okay ခုဆိုရင်ကျွန်တော်တို့မှားကန်ကျွန်တော်တို့ခိုးလို့ရပါပြီဟို secret တွေပါခိုးလို့ရပြီပေါ့နော်ယူလို့ရပြီပေါ့နော် okay ကျွန်တော် secret တွေ့ရမယ် okay secret ယူမယ်ပါသွားပြီခုဆိုရင်တော့ okay ဒီမှာကိုယ်ဖြုတ်ပြီးပြေးလို့ရတယ်ကိုယ်ဖြုတ်လို့မရတော့ဘူးဟာဆိုရင်ကျွန်တော်တို့ကိုယ်ဖြုတ်လို့မရဘူးပေါ့နော် okay ဆိုတော့ဒီလိုလေးပဲပြေးရတော့မယ် okay လာတော့မယ် secret လက် keyboard တော့ကျွန်တော်ဆွဲလာပြီပေါ့နော် okay let's go ရောက်ပြီ okay ရပြီကျွန်တော်တို့ secret lucky block okay ကျွန်တော်ဖောက်ကြည့်မယ်ဘာပေါက်မလဲ okay ကျွန်တော်ဖောက်ကြည့်ပါမယ်ဘာကပေါက်မလဲပထမဦးဆုံးကျွန်တော်တို့ရဲ့ဟိုပါဘောနော် secret lucky block okay ဘာပေါက်မလဲမြောင်းပေါက်ရ okay ဒီကောင် level 7တင်ပြီးမှပြတာဆိုကျွန်တော်ကပတ်စကုန်မင်းကိုရှက်တင်မယ်မင်းရှက်ထုတ် okay လားဒါဆိုကျွန်တော်နောက်ထပ်အကောင်လေးတော့ခုမှပါနော်ဒီမှာတစ်ချက်ရှိုးကျွန်တော်တို့နှစ်လုံးတော့မှာဆွဲလို့ရပြီပေါ့နော်ဒီမှာနှစ်လုံးဆွဲအောင်လို့ဆွဲပါမယ်secret lucky box နှစ်ခုပေါ့နော် okay ရသွားပါပြီ okay ဒီမှာပေါ့နော်3လုံးပေါ့ကျွန်တော်ပါလာတယ်ပေါ့နော်3ခု lucky box secret lucky box 3ခုတွဲလေးပေါ့နော် okay အဲ့ဒါလေးပါလာပါတယ်ဒီ secret lucky box တစ်ခုကတော့ကျွန်တော်တို့ခုနကကျွန်တော်ကိုပေးတဲ့ဒီကောင်ပေါ့နော် okay ဒီ2ပေးလိုက်ပါမယ် okay ခုနကကျွန်တော်လာပေးတဲ့အတွက်ဘလိုကတော့ထွက်သွားပြီလို့ထင်တယ်ပေါ့နော်ဘလိုတော့တယောက်ရှိသေးတယ်ပေါ့နော်သူကတော့ထွက်သွားပါပြီဒါကြောင့်ပေးလို့မရတော့ပါဘူး okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာထားပါမယ်ဘာပုံမလဲမသိဘူး okay ဖွဲ့လိုက်မယ်ပေါ့နော်ကျွန်တော်ကဘာပုံမလဲဖွဲ့မယ် okay ဘာကောလေးပုံမလဲမသိဘူး okay hotspot တော့ဘောတယ်ပေါ့နော် okay တူလည်းလည်းပဲ share တင်ပေးပါမယ် okay ကြော share တင်ပေးမယ်ကွာ okay ပဲစားလဲကောပြီ okay ပြီးရင်ကျွန်တော်ဒီမှာကျွန်တော်မလိုတဲ့မသိတွေရောက်ပဲလိုက်ပါမယ်ကျွန်တော် okay ဒီဟာမလိုတဲ့မသိတွေရောက်ပါမယ် legendary တွေမသိတွေ okay ဒီမှာရောက်မယ်မတော့ကောင်းတယ်မလိုတော့ငါ secret တွေပဲထားတော့မယ် okay ဟိုကောင်တွေကတော့ဟိုမသိတွေကတော့ကျွန်တော်ထားမယ်ပေါ့နော် level တင်ထားလို့ okay ဒါဆိုကျွန်တော် MS မိုင်းကျွန်တော်တို့ legend ဟိုဟာတွေးယူလိုက်ပါမယ်ကျွန်တော် secret တွေပေါ့နော် okay ရပြီဒီမှာနှစ်ခုတော့နှစ်ခုကျွန်တော်တွေးယူလာတယ်ပေါ့နော် secret လည်းပြောနှစ်ခု okay ကျွန်တော်အိမ်မှာတို့ထားပါမယ် okay ဒီမှာထားလိုက်မယ်ပြီးဖုံးမယ်ပြီးနောက်တစ်ခုဒီမှာထားမယ်ပေါ့နော် okay ပြီးဖုံးမယ် okay ဒီကောင်လေးပါဖုတ် okay ရပြီမတော့ကာပူချီနိုအဆာဆင်နာတော့ဘလူးလေးပုတ်တယ်ပေါ့နော် okay တို့နဲ့ကောင်လေးကျွန်တော် level share တင်ပေးရပါမယ် okay level share တင်
Okay ရပြီဒီကောင်လေးလည်းနည်းနည်းတင်ပေးလိုက်ပါဦးမယ် Okay level တင်တာကကျွန်တော်တို့ပတ်စံတော်တော်ရတာလို့ Okay ဒါဆိုကျွန်တော်တို့နောက်ထပ်တော့ယူမှာပါနော် Okay ရပြီဒီမှာကျွန်တော်နှစ်ခုဆွဲလာတယ်နောက်ထပ်ကျွန်တော်တို့ secret lucky box နှစ်ခုပေါ့နော် Okay တော့ထိုးတော့တောက်လာဟိုဘက်သွားထိုးတော့စာဟိုလာဟိုဘက်သွားလို့ Okay ရပြီ No ခူးလို့မရဘူးကျွန်တော်ခူးရင်ဟိုဟာဖြစ်တယ်ပေါ့နော်လှေးတယ်ပေါ့နော် Okay အိုးရပြီ Okay ရပြီ Okay ဒီမှာထားမယ်ကျောင်းကွာပြီးရင်ကျွန်တော်တို့ဒီဘက်မှာလည်းကျောင်း Okay ခုဆိုရင်ကျွန်တော်မှာရပါပြီဒီကောင်လေးလည်းကျွန်တော်လည်းတိတ်ပေးရမယ်မလို့ထင်တယ်အိုးမြောင်း Okay မြောင်းနဲ့ကောပို့တယ်ဟာ Okay ဒီမှာတစ်ချက်ကြည့်လို့ရတယ်ဗောနော်ဒီထဲမှာဘာကောလေးရအမ secret Okay Okay ပြစားလေးစားလိုက်ပါဦးမယ် Okay ခုဆိုတပြည့်အိုးတို့4ဘီလီယံတော့ဖြစ်နေပြီပေါ့နော်ကျွန်တော်ဟာကျွန်တော် go ဘယ်ရောက်သွားတာလဲဟာအခုမှရတယ် Okay ဒီမှာကျွန်တော်တို့ဟိုဟာလေးဝယ်ရမယ်ပေါ့နော် Okay ဒီကလေးမားတဲ့ဟာ legendary လေးမားတဲ့ဟာလေယိုးမိုက်သွားပြီဒီရိုက်တော့ရသွားပြီ Okay ကျွန်တော်တို့နောက်တဲ့ဟာလေးတွေ့ရမယ်ပေါ့နော်အိုးဒီက lucky bro Okay ဒီကတယ်တော့ပါလားမသိဘူး secret lucky ပေါ့တဲ့ Okay secret လားမသိဘူး Okay ယူမယ် Okay ရတော့မယ်လာရတာကဟာဘာတော့ကွာသူလဲဆွဲလို့မနိုင်ဘဲနဲ့ငါ့ကိုလာရိုက်တာလို့ Okay yo lucky bro ရပါပြီတော့ဖောက်မယ် Okay လာတော့ဖောက်မယ်ကွာငါဖောက်ရှင်နေပြီဘာပေါက်မှလည်းမသိဘူး Okay ဒီမှာထားလိုက်မှာပါနော် Okay ဖောက်ပြီကွာဘာပေါက်မှလဲ Okay တီဗီကောင်းလေးပေါ့တယ်ဟာ Okay ဒီ level 7တင်ပေးလိုက်မှာပါနော်ဒါဆို Okay ဒါဆို level တော့ယောတော်တော်များသွားပြီဟာ Okay အားလုံးပဲဒီနေ့ဗီဒီယိုလေးကတော့ဒီလိုပါပဲဒီ game ကိုလည်းကျွန်တော်တို့ part 2 သိရှင် part 2 သိခိုင်းရှင် comment မှာ part 2 လို့ရေးခဲ့ပေးပါဟုတ်ကဲ့ပါနောက်နေ့ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ်ကျွန်တော်ရဲ့ဒီ YouTube ကလေးကိုလည်း like က subscribe တွေလုပ်ပေးခဲ့ဖို့ကျွန်တော်နဲ့တောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ်အားလုံးပဲ bye bye